Time when we built ships the size of cities, men like my grandfather made this country. Who ordered this? The gentleman did, ma'am. Bon appetit. These are escargot. It's French for snails. It's a delicacy. Try it. David? Mr. Lewis, if you were to get control, and I don't think you will, but if you did, what do you plan to do with the company? Break it up and sell off the pieces? I'm sure you understand I'm not thrilled at the idea of your turning 40 years of my work into your garage sale. At the price I'm paying for this stock, Mr. Morse, you are going to be a very rich man. I'm rich enough. I just want to head my shipyard. Slippery little suckers. It happens all the time. ဒီခန်းလေးကတော့ဇေဝင်ခန်းလေးရဲ့အသက်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒုတိယ course အနေနဲ့ဘာလာချလဲဆို seafood course ဖြစ်ပါတယ်ဒီပေါ့ escargot လို့ခေါ်တယ်အင်းသစ်လို့ခေါ်တဲ့အသုံးနှုန်းဖြစ်ပါတယ်မင်းသားလည်းဒီဗီဒီယိုထဲမှာရှင်းပြသွားတယ်တကယ်ကတော့သူက snakes ပေါ့ခရုကိုပြောတာဖြစ်ပါတယ်ဒီ escargot seafood ပါခဲ့ရင်ကြတော့ကျမတို့ကဒီခရုရဲ့အထဲတွေကအသားလေးကိုကော်ပြီးစားရတာဖြစ်တယ်သူ့ snake fork တီးတန့်နဲ့စားရတယ်ပေါ့နော်ပုံမှန် fork ထက်ဆိုင်သူကအချောင်းကလေးကနှစ်ချောင်းပဲရှိမယ်ဒီထိတ်ကချောင်းလေးကနှစ်ချောင်းပဲရှိမယ်ရှည်လေးပေါ့ပြီးရင်တေးသေးချွန်ချွန်လေးပေါ့နော်အဲ့ဒါကျမတို့ကစားတဲ့အရာတွေဆိုလို့ရှိရင်ညာဘက်လက်ကညာတန်သမားတွေဖြစ်တဲ့အတွက်ညာဘက်လက်ကိုပဲအဓိကစားမယ့်အရာကိုကင်ရတယ်ပေါ့နော်ဒီမှာဆို snakes ကိုကျမတို့ escargot ကိုစားမယ်ဆိုလဲခရင်ဒီ seafood fork snake fork ပေါ့နော် snake fork ကအဓိကစားမယ့်အရာဖြစ်တဲ့အတွက်သူ့ကိုညာဘက်လက်ကကင်ရမှာဖြစ်တယ်မင်းသမီးကလည်းဘာမှမသိဇဝေစွာဖြစ်နေတော့မင်းသားကသူကင်ပြတာကိုဒီဗီဒီယိုထဲမှာတွေ့ရလိမ့်မယ်သူအရင်လက်မှာကင်ပြလိုက်တယ်ပေါ့နော်ကင်ပြလိုက်ပေမဲ့မင်းသမီးကျတော့သူနဲ့မျက်နှာချင်းဆိုင်ဘေးတိုက်ထိုင်နေတဲ့ခါမှာသူကသတိမထားမိလိုက်ဘူးဘာမှကင်လဲဆိုတော့ဘယ်ညာမှားကင်လိုက်တယ်ပေါ့နော်အဲ့တော့တကယ်စားမဲ့ခရင်ကို snake fork ကိုတော့ဘယ်ဘက်မှာကင်ပြီးဒီဘက်ကဒီလေဘက်ကညှက်တဲ့ဟာလေးပေါ့နော်ဒါလေးကကြတော့ခရုကိုကျွန်မတို့ကချော်ထွက်မသွားအောင်ထိန်းထားတဲ့အနေနဲ့ဒီညှက်တဲ့ towns လေးပေါ့နော်ဒီ snake towns လေးကိုသူကညာနဲ့ဘယ်နဲ့မှားကင်လိုက်တာပေါ့နော်တကယ်တမ်းညှက်ပြီးထိန်းထားမဲ့ဟာဘယ်မှာကင်ပြီးစားရမဲ့ဟာညာဘက်ကနေကလော်ပြီးစားမယ်ဆိုလို့ရှင်ပို့ပြီးတော့အဆင်ပြေတယ်ခုနကလိုချော်ထွက်တာတွေလွတ်ထွက်တာတွေမဖြစ်တော့ဘူးအဲ့တော့ကျွန်မတို့အားတန်တဲ့ဘက်ကညာဘက်လက်ကိုနော်မင်းသမီးကကြတော့အဲ့ဒီမှာနားလည်မှုလွဲပြီး तू ကဘဲဘက်လက်နဲ့ကိုင်းလိုက်တဲ့အခါမှာချော်ပြီးအလုံးလိုက်ထွက်သွားတယ်ပေါ့နော်အလုံးလိုက်ထွက်သွားတော့ဟိုဘက်ကစောင့်နေတဲ့ဒီ service ပေးတဲ့ waiter နေပြီးတော့လှမ်းပြီးတော့ဖမ်းလိုက်ပြီးတော့မှအောင်းတဲ့အချက်ကလေးတစ်ခုကတော့အချက်တကွဲမဖြစ်အောင်ကိုယ့်ရဲ့ဧည့်သည်ကို cover လုပ်ပေးတာပေါ့နော်ဒါဖြစ်လေးဖြစ်တာရှိပါတယ်ဒီလိုမျိုးကတော့အများတန်းဖြစ်တတ်ပါတယ်ဆိုပြီးတော့ဒီလိုမျိုးပြောပေးတာလေးကတော့ကောင်းတဲ့အချက်ကလေးလို့မြင်ပါတယ်ဒီနေ့ Atticus movie reaction လေးကတော့ဒီလောက်ပါပဲဒီ Pretty Woman ဇဝင်ခန်းလေးကနေပြီးတော့ Atticus နဲ့ Manner ပိုင်းဆိုင်ရာတွေနဲ့ပတ်သက်ပြီးအများကြီးလေးလာသင်ယူခဲ့ရလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ် Atticus reaction video တွေမှာလည်းဆက်လက်မျှဝေသင်ကြားပေးသွားမှာဖြစ်ပါတယ် Attractiveness နဲ့ founder ဒီချက်အီမွန်ခိုင်ပါရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါ